အားလုံးပဲမင်္ဂလာပါ Cherry Bank Training Language Center ပြန်လည်ကြိုဆိုလိုက်ပါတယ်အမကတော့ Cherry Bank ကမဲ့ Cherry လက်ပဲဖြစ်ပါတယ်အမဒီနေ့မှာတော့မင်းနာတူအခန်းလေးဆက်မှာပါမယ်ဘုံဘိုးလေးပြောပြပေးပါမယ်ဆိုမင်းနာတူရဲ့အခန်းလေးဆက်မှာပါမယ်ဘုံဘိုးလေးကနှစ်ခုရှိမယ်ပေါ့နော်ပထမတစ်ခုကခါတော့ခါဆိုတဲ့ဟာလေးရဲ့နောက်တစ်ခုကဝတ်တင်မီမဆိုတဲ့ဟာလေးရဲ့ဟုတ်ပြီနော်ခါတော့ခါဆိုတဲ့ဟာကဘယ်လိုပုံစံမျိုးလဲဆိုတော့လာမလားဆိုတာဆိုတဲ့ပုံစံပေါ့နော်ဝေခွဲမရဖြစ်တဲ့အခါမရေမရဖြစ်တဲ့အခါမျိုးတွေမှာသုံးပါဆိုပုံမှန်အဖြစ်ဆိုရင်အမတို့ကခဆိုတဲ့ဟာတို့နော်ခဆိုတဲ့ဟာလေးကိုစကြောင်းရဲ့အစုံပါပေါ့နော်အမေကိုအနေနဲ့သုံးလေးရှိရခဆိုတဲ့ဟာပေါ့နော်စကြောင်းရဲ့အစုံပါဥပမာ mask က test က massing ကဟုတ်ပြီနော်ဒီလိုပုံစံမျိုးလေးတွေနဲ့အမတို့ကသုံးလေးရှိရဒါပေမဲ့ဒီမှာကတော့စကြောင်းရဲ့အစုံပါမဟုတ်ဘဲနဲ့စကြောင်းရဲ့အလယ်မျိုးပါပေါ့နော်အဲ့လိုမျိုးလေးမှာထည့်ပြီးတော့မှသုံးမယ်ဥပမာအဖြစ်ဆိုရင်ဘာလို့ရမလဲဆိုတာမသိဘူးဆိုတဲ့ဟာမျိုးလို့ဟုတ်ပြီနော်ဘယ်သွားရင်ကောင်းမလဲဆိုတာမသိဘူးလို့ဆိုတဲ့ဟာမျိုးအဲ့ဒါမျိုးဝေခွဲများဖြစ်တဲ့အခါမျိုးတွေမရေများဖြစ်တဲ့အခါမျိုးတွေမှာသုံးတဲ့ဟာလေးဆိုတော့ဘာနဲ့တွဲသုံးလို့ရလဲဆိုတော့ verb plain form ပါမယ်အေးကြည့်တဲ့ဆိုရင်အေးအတိုင်းတွဲသုံးမယ်နားကြည့်တဲ့နားအတိုင်းသုံးမယ်နောင်ဆိုရင်ဒီတိုင်းပဲသုံးမယ်ခနဲ့ခကတော့ပုံမှန်အဖြစ်ဆိုရင်လာလေဆိုတာဆိုတဲ့ပုံစံမျိုးနဲ့သုံးတယ်သူကတော့အရှိမမေးခွန်းစကားလုံးနဲ့တွဲပြီးတော့မှသုံးလေးရှိတယ်ဟုတ်ပြီနော်အရှိမမေးခွန်းစကားလုံးလေးပါမယ်နောက်မှသူခလေးနဲ့တွဲသုံးမယ်ဟုတ်ပြီနော်ဒီလိုပုံစံမျိုးသုံးတာပြီးရင်နောက်တစ်ခုကခတော့ခသူကတော့မေးခွန်းစကားလုံးလေးမပါဘူးတို့ပုံမှန်အတိုင်းပြောရရကနေပြီးတော့လောက်ရမလားမလောက်ရမလားဆိုတာလောက်ကမလားမလောက်ရမလားဆိုတာဆိုတဲ့ပုံစံမျိုးနဲ့သုံးပါခကိုမတို့စကားပြောမှာပို့ပြီးတော့အသုံးများပြောမှာခတော့ခကတော့စာသုံးမှာစာသုံးမှာလည်းသုံးတယ်ပေါ့နော်ဆိုတော့ဒီမှာ rebel လေးကြည့်ကြည့်ရအောင်နန်ဂျီနီရှိခင်ကဟာဂျီမာရုကဝါကာရီမာဆက်နန်ဂျီနီဆိုတဲ့အမေးစကလုံးလေးပါတယ်နော်ဘယ်နိုင်မှာရှိခင်ကဟာဂျီမာရုဆမ်မီဘွဲကစတင်မလဲဆိုတာဟုတ်ပြီနော်စတင်မလားဆိုတာစတင်မလဲဆိုတာဒီလိုပုံစံမျိုးဟုတ်ပြီနော်ဒီမှာတော့စတင်မလဲဆိုတာဝါကာရီမာဆက်နားမလဲဘူးဟုတ်ပြီနော်နားမလဲဘူးဆိုတဲ့ဒီမှာတော့မသိဘူးလို့ပြောမှာပါနော်ဘယ်နိုင်မှာစာမေးပွဲကစတင်မလဲဆိုတာမသိဘူးဘယ်နိုင်မှာစမလဲဆိုတာမသိဘူးမရေရတဲ့အခြေအနေမျိုးမှာသုံးထားတာခကအလယ်မှာသုံးသွားတယ်ပေါ့နော်ဒီမှာတိုင်မေးခွန်းဆက်လက်ကလုံးလေးကအရှိမှာသုံးထားတယ်နန်ဂျီနီဘယ်နိုင်မှာစာမေးပွဲစတင်မလဲဆိုတာမသိဘူးဒီလိုပုံစံလေးဟုတ်ပြီနော်ပြီးရင်တော့ခတော့ခရဲ့သုံးဖို့သုံးနည်းကကြတော့ကိုင်းဖူးကကုရုကတော့ကမဒဝါကာရီမဆန်ကိုင်းဖုံးကလာမလားမလာဘူးလားဆိုတာလာမလားမလာဘူးလားဆိုတာတော့ကဆိုတော့လာမလားဘယ်လိုလဲဆိုတာဆိုတို့စကားပြောကြလို့ရှိရင်တော့လာမလားဘယ်လိုလဲဆိုတာမသိဘူးဆိုတာထက်ကိုလာမလားမလာဘူးလားဆိုတာကိုမဒဝါကာရီမဆန်မသိသေးဘူးဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်ဆိုတော့ဒါလေးကကြတော့ verb plain form နဲ့သုံးပြသွားတယ်ဒီမှာဆိုလည်း verb plain form နဲ့သုံးထားတယ်သူကြရင်တော့အမေးစကားလုံးလေးပါပြီးတော့မှသူကတော့မပါဘဲနဲ့ခုရကတော့ကဝါကာရီမာဆန်ဆိုတဲ့ပုံစံမျိုးမှာတော့ဝါကာရီမာဆန်ဟုတ်ပြီနော်ဆိုတော့တိုင်းဖုန်းကလာမယ်မလာဘူးဆိုတာမသိသေးဘူးဒီလိုပုံစံမျိုးဟုတ်ပြီနော်ဒါလေးကခတော့ခကိုသုံးသွားတဲ့ပုံစံဆိုတော့နှစ်ခုစလုံးဒီဘာတွေလဲဆိုတော့တို့မရေမရမသေးချာသေးတဲ့အခြေအနေမျိုးတွေမှာသုံးလေးရှိရဟာလေးဟုတ်ပြီနော်ဆိုတော့အရင်တော့ခက်ခဲမခက်ဘူးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်မေကွန်းစကလုံးလေးပါမယ်ဆိုရင်နောက်မှာခါလေးထည့်မယ်မေကွန်းစကလုံးမပါဘူးဆိုရင်ခါတော့ခါဆိုတဲ့ပုံစံမျိုးနဲ့တောင်းလို့ရတယ်ဒီညမှာခါတော့ခါမှာတစ်ချက်ကလေးတတိထားရမယ်ဟာကဒီမှာကြောင့်လို့ရှိရင်တိုင်းဖို့ကခုရကတော့ကမတော်ဝါကာရီမဆက်လာဖို့မလာဖို့မသိဘူးဆိုတဲ့ဟာပေါ့နော်လာမယ်မလာဘူးဆိုတာမသိဘူးဆိုတဲ့ပုံစံမျိုးတော့တယ်တခါလေကြောင့်လို့ရှိရင်တို့ကမဖြစ်စေချင်တဲ့အရာမျိုးတွေရှိရယ်မမှားစေချင်တဲ့အရာမျိုးရှိရယ်ပုံမှန်အဖြစ်မတို့စကားပြောမှဆိုတော့လေးရှိတာကဆောင်းမွေးရှိရင်မရှိဘူးဆိုတာသွားရင်ကောင်းမလားသွားရင်ကောင်းမလားဆိုတာမသိသွားရင်ကောင်းမလားမကောင်းလားဆိုတာမသိဘူးအဲ့လိုမျိုးမှာတောင်းလေးရှိတယ်ဒါပေမဲ့ဒီမှာကြောင့်လို့ရှိရင်တို့ကဖြစ်စေချင်တဲ့အရာမဖြစ်စေချင်တဲ့အရာကိုအရှိမသုံးပြီးနောက်ကတိုးကနဲ့တုံးတယ်ဥပမာအဖြစ်ဆိုလို့ရှိရင်တရားရလားမရလားဆိုတာအဓိကပြီးမရစေချင်တာအဲ့တော့ခေကနိုင်ကတော့ကဟုတ်ပြီနော်အဲ့လိုမျိုးတုံးတယ်ခေကအာရုကတော့ကလို့မတုံးဘူးကိုကတရားကိုမရှိစေချင်တာပေါ့နော်တရားမဖြစ်စေချင်တာအနာမဖြစ်စေချင်တာအဲ့တော့ခေကနိုင်ကတော့ကဝါကာရီမဆန်ဒါမှမဟုတ်လို့ရှိရင်လည်းချက်ကုတဲ့ခူရာဆိုင်ဟုတ်နော်ဒဏ်ရာရလားမရလားဆိုတာပြောရင်တော့ဒဏ်ရာရလားမရလားဆိုတာကို check လုပ်ကြည့်ပါလို့ပြောပေမဲ့စကားပြောစာသုံးမှာသုံးလို့ရှိရင်နိုင်ကတော့ကလို့သုံးလို့ရှိဟုတ်ပြီနော်ခေကနိုင်ကတော့ကချက်ကုတဲ့ခူရာဆိုင်ဒီလိုမျိုးသုံးလို့ရှိဟုတ်ပြီနော်
ဒါလေးကတော့ချွင်းချက်ဒီမှာထည့်ပြီးရေးထားပြီးကိုတတိယလို့ထည့်ပြီးပြောထားပြီးရနော်ကဲဟုတ်ပြီဒါဆိုရင်နောက်တစ်ခုက birthday mimas birthday mimas တို့သိထားတဲ့ mimas ဆိုတာကြည့်ပါဟုတ်ပြီနော်မြန်မာမှာလည်းပြောလို့ရှိရလေလုပ်ကြည့်မယ်သွားကြည့်မယ်စားကြည့်မယ်ဟုတ်တယ်နော်လုပ်ကြည့်ချင်တယ်သွားကြည့်ချင်တယ်စားကြည့်ချင်တယ်အဲ့လိုမျိုးဟာမျိုးမှာသုံးတာဖြစ်တယ်လုပ်ကြည့်ချင်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သွားကြည့်မယ်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့mimas နဲ့သုံးလို့ရတယ်လို့တို့ပုံမှန်အပြင်မိလို့လည်းသုံးတယ်မိတိုင်းလို့ပါလို့ဆိုရင်လုပ်ကြည့်ချင်တယ်လုပ်ကြည့်ချင်တယ်လို့သုံးချင်တယ်ဆိုရင်တော့မိတိုင်းနဲ့သုံးလို့ရမယ်ဟုတ်ပြီနော်ဒီမှာတော့ mimas နဲ့ပဲပြောပြပေးထားတယ်日本語で説明してみます。ဂျပန်ဘာသာနဲ့ရှင်းပြကြည့်ဟုတ်ပြီနော်ဂျပန်ဘာသာနဲ့ရှင်းပြကြည့်မယ်ဒီလိုမျိုးပြောသွားတာဥပမာအားဖြင့်အဲ့ဒီဖနက်ကလေးစီးကြည့်မယ်အင်ကြီးလေးဝေးကြည့်မယ်ဟုတ်ပြီနော်ဖူဂျီတောင်တို့သွားကြည့်ချင်တယ်အဲ့လိုပုံစံမျိုးတွေမှာဒီရဲ့ birthday mimas ကိုသုံးမယ်အရန်လွယ်ကူရယ်နော်ပုံမှန်အားဖြင့်တို့သုံးနေကြသွားကြည့်မယ်စားကြည့်မယ်ရှင်းမလို့ပဲပေါ့နော်လောက်ထားမယ်တို့ဘာလို့တို့သုံးခဲ့တယ်လို့ပဲအခုဒီမှာ mimas နဲ့တွဲလိုက်တယ် birthday mimas ဆိုရင်သွားကြည့်မယ်သွားကြည့်ချင်တယ်ဆိုရင်birthday me time test နဲ့သုံးလို့ရတယ်ဟုတ်ပြီနော်ဆိုတော့ဒီမှာပြောသွားတာကခါတော့ခါရဲ့ပုံစံရဲ့ပြီးရင် birthday mimas ရဲ့ဘုံဘုံနှစ်ခုပဲသုံးသွားတယ်ဆိုတော့အရန်လဲလွယ်ကူတယ်ဒီဟာလေးတွေလေစကားပြောတွေမှာလည်းသုံးလို့ရတာဖြစ်တဲ့အတွက်မလို့သုံးလဲသုံးရတယ်ပေါ့နော်ရေပုံးလေးတွေကိုများများရေးကြည့်ပါမမိအောင်လုပ်ပါအသုံးများတာမို့လို့လုပ်ကြည့်ပေါ့နော်ရေပုံးလေးတွေဒီစောက်ကြည့်ပြီးလို့ရှိရင်ပြောကြည့်သုံးကြည့်ပါလို့ဟုတ်ပြီကြံအောင်ဆိုလို့ရှိရင်နောက်တစ်ပတ်မှာပြန်ပြပါမယ်ကျေးဇူးအများကြီးတင်ပါတယ်